အဲ့အိုးကိစ္စခဏလာတမျိုးဒီစီးရင်တွေကြည့်ပေးပါဦးကြမ်းပါလေသူများတွေကမြေရောနေကြတယ်ပြောင်းနေလို့ပြီးအဖေရဲ့အိမ်ဝက်တွေဒီအဲ့အိုးရဲ့ထဲကိစ္စပါလေအဲ့လိုပဲရေးမကြည့်ပါဘူးဒီလိုတော့ပဲညနေဟော အဲ့လိုပြောလို့မရဘူးလေသမီးရဲ့စင်းကိစ္စကိုဖေဖေဝိုင်းကိုပြီးလုပ်ပေးပါမယ်အဲ့ဒါအသာထဟုတ်ပြောစရာရှိတယ်ဝိသကနာတင်းညံနဲ့ပတ်သက်လို့မသမီးဘာတွေသိကြတာရှိဘာမှမသိဘူးတင်းညံစတာကတရားမင်းနဲ့ကပိယပြင်မာတို့အလောင်းစားလောက်တော့စားဒီမကြီးကရှုံးသွားတော့သူ့ဥကောင်းဖြတ်ပြီးတယ်အဲ့ဒီဥကောင်းကြီးကအရန်ကိုတကူချီတဲ့ခါကျတော့မြေကြီးပေါ်ချမယ်ဆိုရင်လည်းကဘာမီးလောင်မယ်ပင်လေတဲ့ပြစ်ချမယ်ဆိုရင်လည်းရေတွေခန့်ချောက်သွားမယ်ကောင်းကင်ပေါ်ပြစ်တင်လိုက်မယ်ဆိုလို့ရှိရင်မိုးခေါင်အဲ့ဒါကြောင့်တရားမင်းကနတ်သမီး9ယောက်ကိုတယောက်ကိုတစ်နှစ်နဲ့အလှည့်ရှာကန်ခိုင်းလိုက်ရတယ်အဲ့တော့တရားမင်းရဲ့ခိုင်းတဲ့အတိုင်းပဲနတ်သမီးလေးတွေကတစ်နှစ်ကိုတယောက်စီလက်ပြောင်းယူတဲ့အချိန်ကိုတင်းကျန်ခေါ်တာသမီး။အော်အားကြောင့်မို့လို့အချိန်တီးကြနေတကြံကြတယ်တကြံတက်တယ်လို့ပြောကြတာပေါ့နော်။ဟုတ်တယ်သမီး။တမိုင်းရဒီမှာလည်းမပြီးသေးဘူးသမီး။ရှေးမြန်မာမင်းများလက်ထက်တော့ဆိုရင်မင်းနေပြီးတော့ကနေတကြံကိုအတိအကျကြပြီဆိုတာနဲ့အမြောက်တန်ဖောက်ပေးလိုက်တယ်။အဲ့ဒီအချိန်မှာနေပြီးတော့ထဲမှာရှိတဲ့ပြည်သူပြည်သားတွေကအဲ့ဒီအမြောက်တန်ကြားတာနဲ့အတာအိုးတွေကရေမြေကြီးပေါ်လောင်းချကြတယ်။ဘာဖြစ်လို့မြေကြီးပေါ်လောင်းရတာလဲဖေ။မဟာပထဝီမြေကြီးကိုအမိသေးရပြုတ်နေကြတဲ့တတ္တဝါအားလုံးဘေးရန်ကင်းကြပါစေ၊အေးချမ်းကြပါစေ၊ချစ်ကြည်ကြပါစေဆိုတဲ့မေတ္တာစိတ်အပြည့်အဝထားပြီးတော့မှမြေကြီးပေါ်သွန်းလောင်းကြတာ။တကြံတွင်းထဲမှာနေတိုင်းအတာအိုးတွေကရေကိုမြေကြီးပေါ်သွန်းလောင်းမေတ္တာပို့ရေတွေပြန်ဖြည့်အဲ့ဒါလိုလှုပ်ပေးမှလည်းအတာအိုးရဲ့အတိတ်ပဲအနှစ်သာရပြည့်ဝသွားတာသမီးရဲ့အဖေတို့မြန်မာလူမျိုးတွေကတရားမင်းဟာတရားတွင်းမှာလူပြည်ကိုဆင်းလာပြီးကောင်းမှုမကောင်းမှုလုပ်တဲ့သူတွေကိုမှတ်တမ်းတင်နေရှိတယ်လို့အယူဆရှိကြတယ်ဒီတာဝန်းနဲ့ပဲတရားမင်းကိုကြိုးဆိုတဲ့အယူဆလည်းရှိတယ်သမီးရဲ့သမီးသိထားဖို့ကတော့ဘာသာတရားနဲ့ရည်ကြည်မှုတလိထုံးစံကိုရောထိလို့မရဘူးနော်တရားမင်းဆင်းလာတယ်ဆိုတာကလည်းလူတွေရဲ့ယုံကြည်မှုပဲပေါ့ဒီတအားဦးထဲမှာထည့်ထားတဲ့ပန်းတွေကတော့9နှစ်9နန်း9ရက်သားသမီးအားလုံးကိုစားပြုပြီးပန်းတွေထည့်ရတယ်ကွတနင်္ဂနွေသားသမီးတွေအတွက်ကတော့အုံရွက်နဲ့ဩဇာတနင်္လာသားသမီးတွေအတွက်ကတော့ကန်းကော်နဲ့ခရီးအင်္ဂါသားသမီးတွေအတွက်ကတော့ဇီးရွက်ဗုဒ္ဓဦးအတွက်ကတော့ရွက်လာဇာတာပတိအတွက်ကတော့မြေစာနဲ့မာလကာတောက်ကြအတွက်ကတော့မပန်ဖြစ်ကတပြေဖို့သမီးလေစနေရတော့ဒမ်းပန်းနဲ့တမနော်ဒီလိုထိုးပြီးခေါင်းရဲ့သားသမီးကိုကူစားပြုတဲ့အချွတ်ကလေးတကြံလေးရဲ့လုံးမှာအတာအုံးနဲ့ကြိုပြီးနှစ်ဆန်းတည့်နေကြတော့အဖေတို့လမ်းတိုင်းမှာအငြင်းကင်းပြီးရွတ်ကြတယ်ဟုတ်တယ်အေးအဲ့ဒီခါကျတော့ပရိတ်ချီသေးလေးတွေထည့်ပြီးတော့မှအတာအိုးအတာပန်းကနေပရိတ်အိုးပရိတ်ပန်းတွေဖြစ်သွားတယ်ကွယ်ဆရာတော်ဘုရားတွေရဲ့တရားကိုနာပြီးတာနဲ့ပရိတ်ပန်းတွေနဲ့ပရိတ်ချီတွေကိုအိမ်ပတ်လည်မှာကာယံချီနှောင်ပြီးတော့မှအငြင်းကင်းအောင်ဖြစ်တယ်စူတောင်းမှုပြုကြတယ်တမီးဖေပြောပြပါမယ်အတာအိုးရဲ့အထိတ်ကိုတည်တည်ချာချာသိတော့တမီးတို့မျိုးဆက်တွေကဒါရိုးတက်တက်မှုပဲနဲ့မြစ်တာဦးပေါ့နော်ဟုတ်ကြပါတမီးရဲ့ရပြီဒီအတာအိုးသမီးပြောတဲ့မြစ်တာဦးနဲ့တို့တချံအောင်ချူလိုက်ကြအောင်ဟုတ်ပြီဟုတ်ပြီနောက်ကြီးကြောင်လို့ရှိရင်လည်းတမျိုးတာဝရရရည်တွေမြေကြီးပေါ်လာပြီးတော့ဆူတောင်းကြမယ်နော်ပြီဒါပေါ့မဟာပထဝီမြေကြီးကိုမိသေးပြုတ်နေကြတဲ့တတ္တဝါအားလုံးဘေ
ဘေးရန်ကင်းကြပါစေအေးချမ်းကြပါစေချစ်ခင်ကြပါစေပေါ့ကွယ်နတ်လူတတ္တဝါအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေကောင်းကျိုးလူရဆန္ဒများပြေဝနိုင်ကြပါစေ